ဝဆိုတာသပိန်တစီစီးနေရတယ်လို့ပဲရှင်သန်ရက်တီဖို့အတွက်လှုပ်ရှားနေနင်းနေမှရမယ်ဘဝမှာအရှုံးမပေးသေး၍မင်းမရှုံးသေးဘူးအယ်ဘတ်အိုင်စတိုင်းโอเคဒီနေ့မှာတော့အယ်ဘတ်အိုင်စတိုင်းပြောခဲ့တဲ့လက်တွေ့ဘဝတွေကသင်ခန်းစာ9ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1တိလိုစိတ်ပြင်းပြနေပါသည်ကျွန်တော်မှာထူးထူးခြားခြားပင်ကိုစွမ်းရည်ပါရမီဘာမှမရှိပါဘူးပြင်းပြင်းထန်ထန်တိလိုစိတ်နဲ့စူးစမ်းလိုစိတ်ပဲရှိတာပါကျွန်တော်တို့ကအမြဲတမ်းတိလိုစိတ်စူးစမ်းလိုစိတ်ပြင်းပြနေရမှာဖြစ်ပြီးအတွေးတစ်ခုခုတိလိုတာတစ်ခုခုရုတ်တရက်ပေါ်လာပြီဆိုရင်လည်းထုတ်ဖော်ပြောဆိုရဲမိကွန်းထုတ်ရဲရပါလိမ့်မယ်တင်းရဲ့တိလိုစိတ်ပြင်းပြမှုကိုဘယ်ရာမှမတားဆီးနိုင်ပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ဟာတိလိုစိတ်တင်ယူလိုစိတ်ပြင်းပြမှုရှိမရှိအပေါ်မှာမူတည်ပြီးကြွာချသွားကြတာပါဒါကြောင့်တင်းရဲ့ညီမချက်တွေကိုဖော်ထုတ်ပါစိတ်ထဲကနေတိလိုတဲ့မိကွန်းတွေအားလုံးရဲ့အဖြေကိုရအောင်ရှာဝေပါနံပါတ်2ဇွဲလုံလာဝရိယထက်သန်မှုဟာအဖိုးမဖြတ်နိုင်ပါဘူးကျွန်တော်ဟာထူးချွန်တဲ့လူတော်တယောက်မဟုတ်ပါဘူးကျွန်တော်ကဖြေရှင်းရမယ့်ပြဿနာတွေနဲ့အကြာကြီးနေနိုင်တာပါတင်သာလုံလာဝရိယရှိတဲ့လူတယောက်ဆိုရင်တင်မဖြေရှင်းနိုင်တဲ့ပြဿနာတင်မလုံးနိုင်တဲ့အရာဆိုတာမရှိပါဘူးဒါကြောင့်ဖြေရှင်းလို့မရသေးတဲ့ပြဿနာတွေအတွက်ဘယ်တော့မှအရှုံးမပေးပါနဲ့နံပါတ်3အမားတွေလုပ်ပါဘယ်တော့မှအမားမလုပ်ဘူးတဲ့လူတယောက်ဟာဘယ်တော့မှအတစ်တစ်ခုခုကိုဖန်တီးနိုင်မှာမဟုတ်ဘူးအိုင်စတိုင်းဆိုလိုတာတမင်ရည်ရွယ်ပြီးလုပ်တဲ့အမားတွေကိုဆိုလိုတာမဟုတ်ပါဘူးကိုလုံးစရာရှိတာတွေကိုလုပ်နေတဲ့အခါမှာအမားလုပ်မိမှာကိုကြောက်စရာလုံးဝမလိုဘူးလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကတခုခုမာရုံမှာကိုကြောက်နေရအမားတွေကနေသင်ခန်းစာယူနိုင်တဲ့နည်းလမ်းတွေကိုဘယ်တော့မှသိရှိရတော့မှာမဟုတ်ပါဘူးနံပါတ်4တန်ဖိုးရှိအောင်နေထိုင်ပါကြိုးစားမှုကအောင်မြင်မှုမဟုတ်ပါဘူးတန်ဖိုးတစ်ခုပဲဖြစ်ပါတယ်လူတော်တော်များများအောင်မြင်မှုကိုချင်းကပ်ပုံတွေလွဲချော်နေကြပါတယ်အောင်မြင်မှုဆိုတာနေချင်းညာချင်းဖန်တီးယူလို့လည်းမရနိုင်ပါဘူးတဆင်ချင်းတည်သွားရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်အောင်မြင်တဲ့လူမဖြစ်ခင်တန်ဖိုးရှိတဲ့လူအရင်ဖြစ်အောင်ကြိုးစားရမှာပါတန်ဖိုးရှိတဲ့လူတယောက်ဆိုတာကျင့်ဝတ်ရှိရမယ်အကျင့်စာရိတ္တကောင်းမွန်ရမယ်ဂုဏ်သိက္ခာရှိရမယ်ရိုးသားရမယ်စားတဲ့အချက်တွေနဲ့ပြည့်စုံနေရမှာပါနံပါတ်5ဘူတုဒဆိုတာအတွေ့အကြုံအားတဆင့်ဖြစ်ပေါ်လာတာပါအကြောင်းအရာချက်လက်တွေကပညာဘူတုဒမဟုတ်ပါဘူးပညာဘူတုဒရဲ့တစ်ခုတည်းသောအရေးမြစ်ကအတွေ့အကြုံပါလူတစ်ယောက်ဟာသူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာအတွေ့အကြုံပြေဝနေတယ်ဆိုတာသူ့အိမ်မှာစာကြည့်တဲ့အကြီးတွေရှိနေလို့မဟုတ်ပါဘူးသူဟာသူ့ရဲ့နယ်ပယ်မှာအမားတွေကိုအချိန်ချင်းပြုလုပ်မိပြီးအမားတွေကနေတဆင့်သင်ယူရင်းနဲ့မှအတွေ့အကြုံရှိတဲ့လူတစ်ယောက်ဆိုတာဖြစ်လာတာပါဒါကြောင့်အထက်မှာဖော်ပြခဲ့သလိုအမားတွေလုံးမိမှာကိုမကြောက်ပါနဲ့အမားတွေကနေတဆင့်သင်ခန်းစာယူနိုင်ဖို့ပဲလိုတာပါပြဿနာတွေကိုဘယ်လိုဖြေရှင်းသင့်တယ်ဘယ်လိုမဖြေရှင်းသင့်ဘူးဆိုတဲ့အတွေ့အကြုံဟာအမားတွေကနေတဆင့်ပဲရရှိနိုင်တာမျိုးပါနံပါတ်6စီးမြင်းတွေကိုအရင်သင်ယူပါပြီးမှအကောင်းဆုံးကစားပါဂိမ်းတစ်ခုကိုကစားတော့မယ်ဆိုရင်စီးမြင်းတွေကိုအရင်နားလည်အောင်သင်ယူပါပြီးမှသူများထပ်သားအောင်ကစားပါကျွန်တော်တို့ဟာဘဝကစားပွဲကိုကစားတဲ့အခါမှာဘဝရဲ့စီးမြင်းတွေကိုအရင်နားလည်လာအောင်သင်ယူရမှာပါပြီးမှဘဝကစားပွဲမှာအောင်မြင်အောင်ကြိုးစားကစားရမှာပါကျွန်တော်တို့ဟာအောင်မြင်ခဲ့တဲ့လူတွေလုပ်ခဲ့တဲ့အတိုင်းတထီရာထဲလိုက်ပြီးလှုပ်ဆောင်နေကြရမလို့ပါဘူးဘဝကစားပွဲရဲ့စီးမြင်းတွေကိုတုံချပြီးကိုနီလန်းနဲ့ကိုပုံစံနဲ့ကိုမတူညီတဲ့အရာတွေကိုဖန်တီးပြီးအောင်မြင်အောင်ကြိုးစားသင့်ပါတယ်နံပါတ်9စိတ်ကူးစိတ်သန်းတွေဟာစွမ်းအားတစ်ခုဖြစ်ပါတယ်အရာအလုံးကိုစိတ်ကူးရင်ကြည်နိုင်ပါတယ်အဲ့ဒါဟာဘဝမှာဖြစ်ပေါ်လာမယ့်အရာတွေရဲ့ဏ္ဍာန်လည်းဖြစ်ပါတယ်စိတ်ကူးစိတ်သန်းတွေဟာဘ ഹു တုဒတွေထပ်ထောင်မှာပိုအရေးကြီးပါသေးတယ်စိတ်ကူးစိတ်သန်းတွေဆိုတာဘ ഹു တုဒအတွေ့အကြုံတွေစားတဲ့အရာတွေကတဆင့်ဖြစ်ပေါ်လာတာပါစိတ်ကူးစိတ်သန်းတွေကတင့်ရဲ့အနာဂတ်ကိုဘယ်လိုဖန်တီးမယ်အနာဂတ်မှာငါဘယ်လိုတွေဖြစ်ရမယ်ဆိုတဲ့ဖော်မြူလာတွေကိုတွက်ချက်ပေးနိုင်စွမ်းရှိပါတယ်တွေးခေါ်ကြံစည်မှုမပါတဲ့လှုပ်ဆောင်မှုတိုင်းဟာအစီအစဉ်မကြပဲဗျမ်းပရာပဲဖြစ်နေမှာပါဒါကြောင့်အရင်ဆုံးစိတ်ကူးနဲ့တွေးခေါ်ကြံစည်ပါပြီးတဲ့အခါလက်တွေ့အကောင့်တွေဖော်ပါဒါတွေကတော့အယ်ဘတ်အိုင်စတိုင်းရဲ့အဆိုအမိန့်နေတဲ့သင်ခန်းစာတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ချိန်မှာလည်းဒီလိုအကျိုးရှိစေတဲ့ဗီဒီယိုလေးတွေကိုအမြဲဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNL Live Channel ဆိုတဲ့ Facebook Page နဲ့ YouTube Channel လေးကို Like, Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါရစေချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျ
ကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူတာညီဖြစ်ပါတယ်